ရှင်အာဘီပြန်ခန်းလို့ကျမအားမနာရှာကြိုးပြန်ပေးလိုက်ပြီနော်အမှန်တရားကိုတအားပြောလို့နဲ့ကျမအစောကတော်တော်ခက်ပါတယ်ဒီစကားကိုပြောဖို့ကလေတိလားဆွဆွရေးကြီးအောင်ဘယ်လိုလုပ်ရမလဲဆိုတော့ပြောပြပါအောင်ဆိုတော့စိတ်ပညာအရာပဲပြောရမှာလားတဘာဝအရာပဲပြောရမှာလားနော်ပြောပြမယ်ကြီးအောင်ဆိုလို့လေတိလားစီလီကိုတခုပဲရမယ်နော်ဒါပေမဲ့ကိုယ့်ရဲ့ရှိတည်မှုကိုနော်ကိုဖြစ်တည်မှုတော့ကိုနည်းနည်းတင့်နဲ့ရှိပါနော်တေးတိုင်းလဲလေမကောင်းတာမဟုတ်ဘူးနော်တေးတိုင်းလဲအတုံးဝင်တာမဟုတ်ဘူးနော်ကိုအတုံးချတတ်ဖို့ပဲလိုတယ်ဒီလိုပြောလိုက်လို့ဆွဆွားကဘာလို့ဆေးရောက်နေရလဲဆိုတော့ဒီဆေးရကြတော့အမျိုးသားအားတူဆေးနော်ဆွဆွားရောက်နေဆေးရကြတော့အမျိုးသားအားတူဆေးနော်ပဲစိတ်လောက်ရှိတဲ့ဟာကိုခင်းတီးလောက်တော့မဖြစ်နိုင်ဘူးရှင်းလင်းပြောတာဆွဆွားဆေးတာရောင်းတယ်ဆေးလဲရောင်းတယ်ကွာရောင်းတော့ရောင်းတယ်ဒါပေမဲ့နော်တဲ့ပြောရောင်းတာ तू ကကြတော့လေတိလားဆွဆွားရောင်းနေဆေးရကြတော့လေတိလားတနေ့ကိုအိမ်လုတ်ပြင်မန်းနေတဲ့သူတနေ့ကိုအလုတ်သွားမှပြင်မန်းနေတဲ့သူညကြအဲ့ဒါတောင်းမှအိတ်နော်မနဲ့ကြရင်အားဖြည့်အဲ့လိုမျိုးပုံစံပန်းတေပန်းညို့လည်းအဆင်ပြေတယ်အဲ့လိုမျိုးပုံစံနော်အဲ့လိုမဟုတ်ပဲဆွဆွာရေးငါအရင်ကြီးချင်လို့ငါလုတ်ပေးပါအောင်ဆိုဆွဆွာမလုတ်တတ်ဘူးနော်ဆိုအဲ့ဒါဆရာဝန်တော့ပြောနော်ခွဲစစ်ဆရာဝန်တော့မှရိုးမဟုတ်ဘူးပတ်စံတနိုင်နိုင်ငံခြားသွားတာနော်နိုင်ငံခြားထိသွားလို့အဲ့ဒါမှအဆင်ပြေရနော်အဲ့လိုမဟုတ်ပဲနဲ့နော်တည်ရမလားလမ်းဘေးမှာတွေ့တဲ့နော်မဟုတ်မဟာတွေနဲ့တော့လို့တည်ရမလားကိုဟာပြည့်စီတော့လို့နောက်ဆုံးတဲ့ဆရာဝန်ကတောင်းပြီးဆိုတဲ့တော့ကကျတော့လူညွတ်အတုံးမှာနော်လူညွတ်အတုံးခံရအောင်ပါအဲ့တော့ကိုကလည်းလူညွတ်မတုံးချင်အောင်တည်ရမလားကိုကလည်းလူညွတ်မတုံးချင်ဘူးတကယ်လို့လေကိုဖီတက်ဆိုတာကလေတိလားအဲ့ဒါကြီးမကြီးအဲ့ဒါကိုမကြည့်ဘူးနော်တကယ်လို့သူများအမြင်မှာကိုဖီတက်ရှိရှင်နေဆိုတော့အခုခေတ်ဘောင်းမီတိုတွေမိုက်တယ်လေအခုခေတ်ဘောင်းမီတိုလိုမျိုးလားဘောင်းမီတိုအရှိမစင်ပုံတော့ထားလေတကယ်လို့ဘောင်းမီဝင်လိုက်သူများချင်တာအဲ့ဒါနေ့ရဟွာချင်တာပဲလေတည်ရမလားမင်းကလေးတော့မတင်သူဖင်သူနို့သူရှိနေတာပဲဟုတ်တယ်မလားနေလို့ယောက်ျားလေးမှလည်းရှိပါတယ်အင်ဂျီဝင်လာဖို့ပြောတာပါဒါပေမဲ့ကိုဖီတက် so high ဖြစ်ဖို့တည်ရမလားအဲ့လောက်ထိကြီးဖို့မလိုပါဘူးအမှန်တိုင်းပြောရင်ဆွဆွာပြောသလိုပဲတည်ရမလားလင်များချစ်ကိုပြောနော်တည်ရမလားဟိုဗာလဲအစင်ပြေနော်ကိုရဲ့မယားကိုပေါ့ပြုစုတတ်ဖို့ပဲလိုပါတယ်အဲ့လိုမဟုတ်ရင်တော့တည်ရမလားတိတ်မှအစမပြေဘူးသွားမှာပေါ့နော်ဒါကြောင့်ဆွဆွာပြပြချင်တာပါဆွဆွာကပြပြတာပေါ့နော်အားကြောင့်မလို့တကယ်လို့တည်ရမလားတကယ်လို့ဆွဆွာရေးကျွန်တော်ဘယ်လိုလုပ်တင်လဲဆိုကျွန်မပြပြမယ်နော်စိတ်ဘယ်လဲအရက်တေစာတောက်ရှာခြင်းကိုဖဲရှားပေါ့နော်အရက်တေစာတောက်ခြင်းကိုရှောင်ပါစိတ်ဖြစ်စုမလောက်မထားနဲ့အေးရောဝအိပ်ပါယောက်ျားလေးတယောက်မှလည်းအနားယူမှုဆိုတာပုံမှန်ရှိတဲ့နဲ့လေ့ကျင့်ခံအောင်လုပ်ပါဆွဆွာကိုယ်တိုင်လည်းမလုပ်ပါဘူးဆွဆွာပြင်းပါတယ်ဒါပေမဲ့နောက်ဆုံးတော့လုပ်ရမှာပေါ့နော်အရင်တော့ဆွဆွာလေးဂျင်စောတဲ့တူအခုမှမစောတာအခုဒီနောက်ပိုင်းကလေးယူပါညာဖြစ်မှမစောဖြစ်တာဒါပေမဲ့နောက်ဆိုစောဖို့အစီအစဉ်ရှိရဒါကြောင့်ကျမ်းမာရေးအတွက်အကောင်းဆုံးနည်းလမ်းပဲနော်ဂျင်မင်းများစောပါနော်ဆွဆွာဆေးရကြတော့ဒီဆေးရကြတော့နော်ဒုက္ခမဖြစ်ဘူးဘာလို့လဲဆိုတော့ तू ကကြောတိုင်းရေးဆေးနော်ဖြစ်တာကြောင့်မလို့ပြောပြတာနော်ကြော်ညာလာမဟုတ်